မင်္ဂလာပါခင်ဗျာ Idea Can Do အစီအစဉ်ကနေကြိုးဆိုပါရစေဒီနေ့ Idea Can Do အစီအစဉ်ကနေမိတ်ဆက်ပေးခြင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကတော့ online bakery လုပ်ငန်းလေးပဲဖြစ်ပါတယ်တာမန် bakery တွေကကွဲထွက်ပြီးတော့ Facebook ကိုအသုံးပြုပြီးတော့ customer များလိုအပ်လျက်ရှိတဲ့ကိန်းမုံများနဲ့တကွာသူတို့လိုအပ်လျက်ရှိတဲ့ birthday party အစရှိတဲ့ party ပွဲများကိုအထူးလိုက်လံဆောင်ရွက်ပေးနေတဲ့လုပ်ငန်းလေးဆိုလဲမမှားပါဘူးခင်ဗျာဘယ်လိုစီးပွားရေးလုပ်ငန်းလေးလဲဆိုတာတော့ကျွန်တော်နဲ့အတူသွားပြီးလေ့လာကြည့်လိုက်ရအောင်လားခင်ဗျာonline bakery လုပ်ငန်းပိုင်ရှင် Mark ခိုင်လွန်ကျူဟာ2015ခုနှစ်ဇန်နဝါရီလမှာဒီလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။အခြေခံမုံလုံနည်းကိုတော့မြန်မာနိုင်ငံမှာပဲသင်ယူခဲ့တာဖြစ်ပြီးပုံမပြီးပြည့်စုံတဲ့မုံလုံနည်းများကို online မှာဆက်လက်လေ့လာပြီးတော့ကိန်းမုံများအားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကုန်ကျန်းများကိုတော့ထိုင်းနိုင်ငံမှာမှာယူတင်သွင်းခဲ့တာဖြစ်ပြီးတော့ customer များကိုလည်းအိမ်တိုင်ရာရောက်ဝန်ဆောင်မှုလည်းပေးပါတယ်ခင်ဗျာ။ဒါအပြင်ဈေးကွက်အဖြစ် Facebook ကိုအသုံးပြုပြီး customer များအားဝန်ဆောင်မှုများကိုစိတ်တိုင်းကျဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။အမောတို့ရဲ့ Panadary ကတခြား online bakery လုပ်ငန်းတွေနဲ့မတူဘဲနဲ့ကွဲပြားခြားနားတဲ့အချက်တွေကဘာလို့ထင်ပါသလဲခင်ဗျာဟုတ်များသောအားဖြင့် online bakery ဆိုလို့ရှိရင် cupcake ဆိုလို့ရှိရင် cupcake ပဲရောင်းကြတယ်တချို့ကျတော့လည်း cake မျိုးတစ်မျိုးတွေပဲဥစားပြီးရောင်းကြရတယ်ပေါ့ငါးစီမှာကျတော့ cupcake လည်းရှိတယ် rainbow cream cake လည်းရှိတယ် brownie လည်းရှိတယ်တခြားမွေးနေ့ cake တွေဆိုလို့ရှိရင်လည်းရှိတယ်ဒါကတော့သူများနဲ့ကွဲပြားခြားနားတဲ့အချက်ပေါ့နော် customer တွေကိုပို့ပြီးတော့အဲ့လိုသူတို့လိုချင်တဲ့ဟာအများကြီးရအောင်လို့မှလုပ်ပေးထားတာပါအမတို့ Panadary ကတာမန်ရတဲ့ cake တွေအပြင် customer တွေကspecial order မျိုးတွေမှာလဲဆိုရင်လက်ခံပြီးတော့လုပ်ပေးလားခင်ဗျာဟုတ်ကဲ့လုပ်ပေးပါတယ်အမတို့က customer ပြတဲ့ပုံမှန်မူတည်ပြီးတော့သူတို့လိုချင်တာနဲ့အမအကြံပေးတာနဲ့ညှိပြီးတော့လုပ်ပေးတယ်ပေါ့နော်ပြီးတော့ဆေးဆက်ပွဲတွေလည်းအမတို့လိုက်လုပ်ပေးပြီးသွားပြီပြီးတော့မင်္ဂလာဆောင်တွေမှာဆိုလို့ရှိရင် wedding cake တွေလည်းအမတို့လုပ်ပေးတယ်ကလေးလေးတွေအတွက် birthday party တွေဆိုလို့ရှိရင် theme party တွေလည်းအမတို့လိုက်သူများတွေရဲ့တကယ်ပျော်ရွှင်စရာအမှတ်တရနေ့တွေကိုအမတို့ကကူညီပြီးပံ့ပိုးပေးတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုပျော်ရွှင်ရတဲ့အလုပ်တစ်ခုလည်းဖြစ်တယ်။မှလိုမျိုးဒီ bake ကင်းလောက်ရတာကိုဝါသနာပါတဲ့သူတွေအတွက်ပေးခြင်းတဲ့အကြံကတော့ဒီလုံးလာရင်းနဲ့လွယ်တယ်လို့ထင်ရပေမဲ့အခက်အခဲလေးတွေကရှိလာနိုင်ပါတယ်။ရှိလာတဲ့အခါကျလို့ရှင်လည်းဒီအခက်အခဲတွေကိုကိုကဘယ်လိုမျိုးဖြေရှင်းမလဲဆိုတဲ့ဟာကိုစိတ်နဲ့စဉ်းစားပြီးတော့ဖြေရှင်းပြီးတစ်စင်တက်သွားမယ်ဆိုလို့ရှင်တော့အောင်မြင်နိုင်မှာပါလို့ပြောချင်ပါတယ်ရှင်။စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့နေရာမှာပြိုင်ဘက်ဆိုတာရှိလာမှာပါခင်ဗျာမိမိပြိုင်ဘက်တွေကိုအနိုင်ယူဖို့ဆိုတာလည်းမိမိရဲ့အားသာချက်တွေကိုဖော်ထုတ်နိုင်မှသာလျှင်ဖြစ်မှာပါမိမိရဲ့အားသာချက်တွေကိုဖော်ထုတ်ပြသနိုင်မှသာလျှင်အောင်မြင်မှုပန်းနိုင်ကိုစုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ idea သစ်ဆက်များနဲ့စီးပွားရေးအကြံဉာဏ်များကိုကျွန်တော်တို့ရဲ့ idea can do စီစဉ်ကနေပရိသတ်ကြီးကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာပုံပြည့်စုံတဲ့သတင်းချက်လက်များကိုရယူခြင်းနဲ့ဆိုရင်တော့ www.bangkokbank.com/ideacando ကို click တစ်ချက်သာနှိပ်လိုက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ